ဒါလည်းမကလာဘောနော်ဟို my baby ဆိုရဲဟာဆိုတာပါအဲ့မှာပြုတ်ကြပြီကျမstage 4ရောက်ပြီဒါပေမဲ့မစော့နေတော့မော်နော်ဒီမှာဘောနော်မလောက်ပါအဲ့မှာအော်မပြုတ်ကြရောမအဲ့မှာရမှာကိုမဟုတ်တော့ဒီလားမလေးအဲ့ဒီနာလေအပြည့်လေအဲ့ဒီနားမှာပဲတက်တော့မှာအဲ့ဒီနားမှာလေတစ်ခါဆိုရင်တက်တယ်သိလားအဲ့တော့ပြုတ်ကြမှာနည်းနည်းခက်တယ်လေမသူကဟိုဟာကြီးနေဆိုဘလို့လို့ရမှာမတန်းတယ်လို့ရမလေးအမပြုတ်ကြတယ်လားအဲ့ဒီနားမှာခဏတက်တစ်ခါလေးဆိုရင်သိလားအမခဏအမကြည့်ထားလိုက်နော်တော်ခက်အဲ့ကြောကိုခက်တာသူများကြီးဖြူအောင်လေဘလို့ဖြူသွားလို့မသိဘူးလားကျမတော့ရမှာမဟုတ်ကျမမရကျမဘလို့လို့မရအဲ့ဒီလေဟိုနားလေးလေရတယ်နီလို့လည်းမရဘူးတိလားဒါမှမကြည့်ထားလိုက်ပါမလဲအိမ်လောင်ကြည့်ထားလိုက်Oh my little baby boy, daddy, oh my little baby boy, my joy, oh my little baby boy, daddy, oh my little baby boy, my joy. ပြီးရင်ဟို ASMR လုပ်ပေးပါမယ်ပြီးရင်ပေါ့နော် ASMR လေးလုပ်ပေးမယ်အဲ့ဒါပြီးစင် telekinesis လမ်းဒီရလေအဲ့ကျမ telekinesis ဆိုလေရိုက်ပြပါမယ်နော်ပြီးကျမညီမလေးကကျမဖုန်းထဲမှာရိုက်ချင်လို့တဲ့လေကျမညီမလေးကကျမဖုန်းမှာလေသူစားလေးကိုမှရိုက်ချင်လို့လေကျမတင်မေးမယ်နော်ဟို Tangaloo Master လေမအဒီ Tangaloo Master ကိုသူအဲ့ဒါကိုလေသူ့မှာလည်းအဲ့ဒါရှိတယ်ကျမဖုန်းထဲမှာတင်ချင်လို့သူယူကြwork မဖြစ်ဘူးပေါ့နော်သူရဲ့ user work မဖြစ်လို့ကျမဖုန်းထဲမှာသူတင်ချင်လို့လေကျမညီမလေးတင်ချင်လို့လေပြီး ASMR ပြီးရင် Telekinesis ဟိုအဲ့ဒါလားမသိဘူးအဲ့လေးပေါ်မှာမြောက်တာလေအဲ့လေးကိုပြီးရလောက်ပေးမယ်ပြီးဆိုရင်အဲ့မှာပြုတ်ကြရောရှင်ကိုစရာပြီးရဟို Tangaloo Master